Fiber channel ဖွင့်လေးကိုပြောပြပေးပါဆိုရင်ဒီ comment လေးကိုလာပြီးတော့မျှဝေပေးရဖြစ်ပါတယ်ရှင် Fiber channel ဖွင့်လေးကိုလာပြီးတော့မျှဝေပေးရပါအဲ့တော့ကိုကဒီ Fiber channel ဖွင့်လေးကကိုယ့်အတွက်အကျိုးရှိရဆိုလို့ရှိရင်လည်း follow လေးတော့တဲလေးပေးပြီးတော့ like and share လေးလည်းတစ်ချက်လုပ်ပေးပါပါရှင်နောက်ခုမလို့သေးရင်လည်းနောက်လိုလို့ရှိရင်ဖွင့်လို့ရအောင်စိတ်ကလေးကိုလည်းနှိပ်ထားဖို့မမေ့ပါနဲ့ရှင်အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုတာ channel ဖွင့်လေးကိုတွားပြီးတော့ကြည့်ကြမယ်ရှင်အဲ့တော့ Fiber လေးကိုဝင်လိုက်ပါဝင်ပြီးတော့ရင်ကိုကပေါ့နော်တယောက်နဲ့တယောက်ကတော့မတူဘူးပေါ့နော်ဖုန်းကအမျိုးအစားချင်းတယောက်နဲ့တယောက်မတူဘူးဖြစ်တဲ့အတွက်ဒီနေရာမှာတချို့ကတော့ဒီအပေါ်တောင်လေးမှာခဲတံလေးပါတယ်ပေါ့နော်အပေါ်တောင်မှာခဲတံပါတယ်ဆိုရင်ခဲတံလေးကိုနှိပ်ပါဒီမှာကတော့ခဲတံမပါလို့ပေါ့နော်ဒီ message နေရာလေးကိုနှိပ်ရမှာပဲဖြစ်ပါတယ်အဲ့တော့ message နေရာလေးကိုနှိပ်ပါနှိပ်ပြီးတော့ဆိုလို့ရှိရင်ကိုက channel ထောက်မှာဖြစ်တဲ့အတွက်ဒီ new channel ဆိုတာလေးကိုနှိပ်လိုက်ပါnew channel ကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီလိုလေးပေါ်လာပြီပေါ့နော်အဲ့ဒါဆိုရင်ဒီမှာဒီလိုလေးပေါ်လာပါပြီပေါ်လာလို့ရှိရင်ကိုကဒီအောက်က creator channel ဆိုတာလေးကိုနှိပ်ပါအဲ့ဒါကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကိုကဒီနေရာမှာနာမည်ထည့်ရမှာပဲဖြစ်ပါတယ်ဒီကအပေါ်ဆုံးကြောင်းမှာနာမည်ထည့်လိုက်ပါဒီအောက်ကကြောင်းမှာတော့ YouTube channel ရဲ့ကိုတင်မဲ့ဘယ်လိုပေါ့နော်ကိုကနီးပညာမျှဝေမှာလားကိုကဘာဘယ်လိုတင်မှာလဲပေါ့နော်အတိတ်ပဲပေါ့နော်ကိုထည့်ခြင်းတဲ့ဟာကိုထည့်ပါအပေါ်မှာနာမည်ရိုက်ထည့်လိုက်ပါဒီမှာနာမည်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ကိုကဒီအောက်ကအကြောင်းမှာကိုရဲ့မျှဝေမဲ့နိပညာမျှဝေမဲ့အကြောင်းအရာကိုထည့်လိုက်ပါထည့်ပြီးသွားပြီဆိုလို့ရှိရင်ကိုကဒီအောက်ကအကြောင်းကတော့အသက်16နှစ်ရဲ့အထက်ကိုပေါ့နော်အောက်ကိုဆိုလို့ရှိရင်ကိုကပြကျင်လည်းရပြကျင်လို့ရှိရင်ကိုယ့်ဘယ်လိုကဒီတဲ့ငယ်တဲ့သူကိုမပြကျင်ဘူးဆိုလို့ရှိရင်တော့သူ့ကိုပိတ်ထားလို့ရပါတယ်တကယ်လို့ကိုကပြမယ်ဆိုရင်တော့သူ့ကိုဖွင့်လို့ရပါတယ်ဒါတော့ဒီမှာတော့ဖွင့်မပြတော့ဘူးပေါ့နော်အဲ့တော့သူဒီမှာ profile နေရာမှာပုံထည့်ပါမယ်အဲ့တော့ profile လေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ရင်ကိုကြိုက်တဲ့ဓာတ်ပုံတစ်ပုံကိုရွေးလိုက်ပါကိုကြိုက်တဲ့ဓာတ်ပုံတစ်ပုံကိုရွေးပြီးတော့ပြီဆိုလို့ရှိရင်ဒီအောက်ကစစ်ကလုတ်ကိုနှိပ်လိုက်ပါဒီလိုဆိုရင်တော့ရသွားပြီပေါ့နော်တချို့ကတော့ဒီပေါ်မှာစာကြောင်းလေးပေါ်တယ်ပေါ့နော်ဒီမှာကတော့စာကြောင်းမပေါ်ဘူးဒီမှာအမှတ်ချက်ကလေးပေါ်တယ်ပေါ့နော်အဲ့ဒီအမှတ်ချက်ကလေးကိုနှိပ်လိုက်ပါပြီးလို့ရှိရင်ဒီမှာအောက်မှာမြားလေးကိုနှိပ်လိုက်ပါတချို့ကတော့မြားမပေါ်ဘူးတခါတည်းတောက်လျှောက်ရတယ်ပေါ့နော်ဒီမှာကတော့ဒီမြားလေးကိုနှိပ်ကမှာဖြစ်ပါတယ်ဒီလိုမျိုးဆိုရင်တော့ဒီမှာ channel ကတော့ကိုယ့်ရဲ့ channel တစ်ခုရသွားပြီပဲဖြစ်ပါတယ်ဒါကတော့ကိုယ့်ရဲ့ channel အခုဖွင့်လိုက်တဲ့ channel ပေါ့နော်ဒီကနေပြီးတော့ကိုကစပြီးတော့တုံးလို့ရပြီပဲဖြစ်ပါတယ်အဲ့တော့ဒီနည်းလမ်းအတိုင်းပဲတွားလို့ကြည့်ပါကိုယ့်အတွက်အကျိုးရှိအားလုံးပဲအဆင်ပြေကြပါလိမ့်ရှင်